ကိုင်းနည်းနည်းကြော်မယ်နော်10ရန်းနေစာပြေဘက်ကလာတယ်10ရန်းဆောင်ဖို့ကာလာပါအခြေကြီးအများကြီးမရဘူးအဲ့တော့အခြေလေးကျုံလို့လောတာပါကျွန်တော်တို့မှပြက်လို့လေးတက်ချင်ပါတော့ညာလဲအခြေဆိုမဲ့တိကျရှင်တော့မှအများကြီးဘာလို့တော့မပါသေးတော့မှမပါသေးအဝါတဲ့ဥစ္စာကဘာလဲမိုးကိုင်းတဲ့ဥစ္စာကအညောင်းတွေတော့ထွက်လာတယ်ညနေဒုစားတယ်မအဲ့ပါလာမသိဘူးဘိုးရရှိပါလေနော်ဒါလည်းဘိုးရတအားကျက်နေဒီဘွေးဟိုတော့မှမရမကလာကူကြီးနေတာပါကျွန်တော်တရားပြန်မလက်ပြန်19ရက်နေ့ဆိုလှည့်ကူလူဘွေးသွားမှာပါဒီလိုလေးကိုလေကူနေတာတော့ဆက်ပြီးနောက်လေနေပဲအိုင်းစောနဲ့တက္ကမှာဖြစ်ပါတယ်အဖေဥပ္ပလိုဥပ္ပလိုနော်အဲ့ဒီပြန်တော့နေပြီးတော့ပြန်တက္ကမှာဖြစ်ပါတယ်ဟုတ်တယ်ဗျတကြင်ရဲ့ကိုယ်တွေတောက်လျှောက်ကြားမှာဆိုတော့အမားလေးမပါခင်လေတောင်းမပါသေးဘူးနော်ဟုတ်ကဲ့ကျွန်တော်ညီမလေးတို့လည်းကျွန်တော်ဒါမှကြိုးတောင်းမှတာပါနော်ကျွန်တော်တို့အဲ့လိုပဲခဏခဏတောင်းမှတယ်တောင်းမှပြီးနေလို့ရှိရင်တော့ဒါအကောင်ဆက်ဆက်မကောင်းဘူးမင်္ဂလာပါဆောင်းကြပါတယ်လိုက်ပေးပါဟုတ်ပါမင်္ဂလာပါနဲ့ပြည်စုံပါစေဟောရလို့ပြောပါတတိယမင်္ဂလာပါဆိုဆောင်းကြပါတယ်ကိုကြည့်ချင်တယ်ပြောနော်အခုလိုဖျားခွင်းမှာပြိတ္တတွေအများကြီးနဲ့တွေ့ဆုံရတဲ့အတွက်ကြောင့်သမီးတို့အဖွဲ့သူဖွဲ့သားများအတိုင်းမသိဝမ်းသာပြီးပြပြပြရတယ်မှန်ပါဗျာနောက်နေ့ဒီမှာလည်းအခုလိုပြန်ဆုံကျင်သေးပါတယ်အခုလိုပဲကြကြမှာလည်းပြန်ဆုံကျင်ပါသမီးဆိုမဲ့တခြင်းလေးကတော့အသက်မရှိရဲ့ရှင်လူစားဆိုတဲ့ခြင်းနဲ့တိဆိုပေးကြပါတယ်ဟုတ်ကဲ့ကြားကြည့်ပါဗျာဟေးဆရာဘာဖြစ်ကြပါလဲThank you.